ရှေးခေတ်တုန်းကဂျပန်နိုင်ငံမှာသုံးကဝေပညာတက်ကျွမ်းတဲ့သူတွေကသူတို့ဘောကိုတစ္ဆာအရှိဆုံးခွေးတွေကိုအရှင်လက်လက်မြေမြုပ်ပြီးတော့ခေါင်းဖြတ်တောက်ပြီးအီနူဂါမီလို့ခေါ်တဲ့ကြောက်စရာကောင်းတဲ့ခွေးတရဲနှက်ဆိုးတစ်ကောင်ဖန်တီးခဲ့ကြဘူးတဲ့ဂျပန်နိုင်ငံရဲ့ခြောက်ခြားစရာအကောင်ဆုံးသမိုင်းတွေထဲမှာတာမန်ဝိညာဉ်တွေထပ်ပို့ပြီးတော့မှကြောက်စရာကောင်းတဲ့အီနူဂါမီလို့ခေါ်တဲ့ခွေးနှက်ဆိုးဝိညာဉ်ကိုဖန်တီးပြီးအောက်လမ်းမော်အတက်တစ်ခုရှိခဲ့မှုပါတယ်ဒါကဖျားပေးတဲ့နတ်ဖျားတော့မဟုတ်ပါဘူးလူတွေရဲ့လောဘနဲ့ဂလတ်စားချေလိုစိတ်တွေကြောင့်မွေးဖွားလာရတဲ့ကျိန်စာတဲ့ဝိညာဉ်ဆိုးတစ်ကောင်ဖြစ်တယ်။အီနူဂါမီဆိုတာဂျပန်ဘာသာစကားအရတော့ခွေးနတ်ဖျားလို့အဓိပ္ပာယ်ရပါမယ်။တကယ်တော့အလွန်မှရက်ဆက်တဲ့အောက်လမ်းမော်ပညာရဲ့တစ်ခုပါ။သူ့ကိုပိုင်ဆိုင်တဲ့မော်စရာဒါမှမဟုတ်အီနူဂါမီမိုချီလို့ခေါ်တဲ့မိသားစုတွေကရန်သူတွေကိုဖျက်ဆီးဖို့လူတွေကိုတတ်ဖို့နဲ့စီးတဲ့ဥစ္စာတွေကိုမတရားလူယူဖို့အတွက်ဒီဝိညာဉ်ဆိုးတွေကိုအသုံးချတတ်ကြတယ်။ဒီဝိညာဉ်ဆိုးတွေကိုဖန်တီးတဲ့နီလန်လည်းတကယ်မှလူမဆန်ပဲရက်ဆက်လာပါတယ်။မော်စီယာကတစ္ဆာရှိဆုံးခွေးတစ်ကောင်ယူပြီးတော့လေဘင်းအထိမြေကြီးထဲမှာမြုပ်ထားလိုက်တယ်။ပြီးရင်သူ့ရဲ့မျက်စိရှိမမီတမီအကွာမှာတော့အလွန်မှအရသာရှိတဲ့အစားအစာတွေချပြထားပြီးတော့ရက်ပေါင်းများစွာအစာငတ်ရေငတ်ထားခဲ့တယ်။ခွေးရဆာလာမှုဒေါသတွေနဲ့အစားအစာပေါ်လိုချင်တက်မှတ်စိတ်တွေအထိုးထိပ်ကိုရောက်နေတဲ့အချိန်မှာပဲမော်စရာကထိုခွေးရကောင်းဓာတ်နဲ့ဖြတ်ချလိုက်တယ်။ခွေးသေးဆုံးသွားတဲ့အချိန်မှာထွက်ပေါ်လာတဲ့ပြင်းထန်တဲ့စိတ်ဝိညာဉ်ကအီနူဂါမီဖြစ်လာခဲ့တယ်။မော်စရာကခွေးကောင်းလှုပ်ဝက်တက်တာရဲ့ထဲမှာထည့်ပြီးတော့အိမ်ထဲမှာကိုးကွယ်ထားရတယ်။ဒီဝိညာဉ်ကိုဆက်လက်ထိန်းချုပ်နိုင်မှုလဲနေ့စဉ်ရက်ဆက်အသားစိမ်းတွေသွေးတွေနဲ့ပူဇော်ပါသားရပြီးတော့တကယ်လို့ကောင်းမွန်သွားမကြွေးမွေးခဲ့ရင်အဲ့ဒီခွေးနဲ့ဆိုဟာသူ့ရဲ့တခင်မိသားစုကိုလည်းပြန်လဲကြိုက်တက်ပြီးတော့အပိုင်းပိုင်းစုပ်ဖြဲပစ်တတ်တယ်လို့ပြောကြတယ်။အီနူဂါမီနဲ့ပတ်သက်ပြီးတော့လူသိနေတဲ့တုံလုံးစရာအချက်၃ချက်လည်းရှိနေသေးရဲ့။ဒီအချက်တွေကတော့ပထမတစ်ချက်ကအီနူဂါမီကျိန်စာတိုက်ခံရတဲ့သားကောင်ဟာခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကြိုက်ခဲလာပြီးတော့ရင်မက်တွေအောင့်လာတာ။နောက်ဆုံးမှာလူစကားမပြောနိုင်တော့ဘဲနဲ့ခွေးတစ်ကောင်ကိုတွားပြီးတော့ဟောင်တဲ့အထိယူသွတ်ပြီးသေဆုံးသွားတတ်ပါတယ်။ဒုတိယအချက်ကဒီကျိန်စာလည်းမျိုးရိုးလိုက်တယ်လို့ပြောကြတယ်။အီနူဂါမီကိုမွေးထားတဲ့မိသားစုရဲ့သွေးလိုင်းတွေကသားဆက်မြေးဆက်အထိအီနူဂါမီမိုချီတွေဖြစ်သွားတာကြောင့်ပဲရှေးခေတ်ဂျပန်တွေမှာအဲ့ဒီလိုမိသားစုတွေနဲ့အိမ်အောင်ပြုတ်ဖို့လူတွေကလုံးဝမှရှောင်ကြဉ်ကြပါတယ်။တတိယအချက်ကတော့ဒီမော်ပညာကအလွန်မှရက်ဆက်ပြီးတော့လူမှုအဖွဲ့အစည်းကိုပျက်စီးစေတဲ့အတွက်ဂျပန်နိုင်ငံရဲ့ဟေအန်ခေအစိုးရကအဆုံးကဝေတက်ပညာဖြစ်သတ်မှတ်ပြီးဥပဒေအရတရားဝင်လုံးဝမှပိတ်ပင်ပြီးတွေးရှိသူမှန်သမျှကိုလည်းခေါင်းဖြောက်ကွက်မြက်ခဲ့ပါတယ်။အခုခေတ်ဂျပန်နိုင်ငံရဲ့ကာကာဝါနဲ့တိုကိုရှိမာစတဲ့ဝေးလံတဲ့ကျွန်းမကြီးတွေမှာတော့ဒီအီနူဂါမီတက်တာတွေကိုလှုပ်ဝက်စွာမြုပ်နှံထားစေလို့ယုံကြည်နေကြသေးပါ။တကယ်လို့တင်ဆိုရင်လောဘနဲ့စီးစိမ်ဥစ္စာတွေရဖို့အတွက်ဒီလိုရက်ဆက်တဲ့ခွေးတရဲနှက်ဆိုးတစ်ကောင်မွေးမြူရဲပါသလား။ဟုတ်ကဲ့ပါရှင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့ပရိသတ်ကြီးများအားလုံးကျေးဇူးထူးပဲတင်ရှိပါရှင်နောက်တစ်နေ့မှာလည်းဒီလိုမျိုးစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုနေ့စဉ်ရှာဖွေတင်ဆက်ပေးသွားမှာမို့လို့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်